ဟုတ်ကဲ့အားလုံးမင်္ဂလာပါနော်ဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းဘာသာစကားကနေကြိုဆိုပါတယ်ဒီနေ့မှာကျွန်တော်ပေါ့နော်ထိုင်းခြေခံစကားကို level 1အနေနဲ့ပေါ့နော်စပြီးတော့1ကနေစပြီးတော့လေ့လာမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလေ့လာမယ်လို့ကျွန်တော်ဖိတ်ခေါ်ပါတယ်နော်အားလုံးโอเคစမယ်ဒီနေ့မှာဘယ်လိုလဲဆိုတော့ကျွန်တော်အတန်ထွက်ရောပေါ့နော်ထိုင်းစာပါရှင်ပြီးတော့လေ့လာနိုင်အောင်အောက်မှာတည်တည်ချာချာလေးပြန်ပြီးတော့စုစည်းပေးထားတာဖြစ်ပါတယ်เนาะအဲ့ဒါဘာလဲနံပါတ်1ပေါ့နော်နှုတ်ဆက်ခြင်းနဲ့ပေါ့နော်အခြေခံစကားများကဲနှုတ်ဆက်ခြင်းကနေကျွန်တော်တို့စမယ်ဒါကြတော့လူတွေတော်တော်များများတီးလောက်မှာပေါ့နော်မင်္ဂလာပါဆိုတာဘယ်လိုပြောလဲစဝစดีပေါ့နော်စဝစดีဒီဘက်မှာအင်္ဂလိပ်စာနဲ့ရေးပေးထားတယ်เนาะဒါကြတော့စဝစดีဆိုတာမင်္ဂလာပါပေါ့နော်ဒါ level 1ဆိုတော့လွယ်လွယ်လေးတွေကနေစပြီးတော့သွားမယ်โอเคကျေးဇူးတင်ပါတယ်ဆိုတာဘယ်လိုပြောလဲအောက်မှာရေးပေးထားတယ်ဒီမှာဖြစ်ပါတယ်โอเคတန်ထွက်လေးတွေကိုပို့ပြီးတော့သိချအောင်ကျွန်တော်ကိုယ်တိုင်ပြောပေးမယ်เนาะအဲ့ဒါကြတော့ขอบคุณဆိုတာကျေးဇူးတင်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်ขอบคุณကျေးဇူးတင်ပါတယ်โอเคအဆင်ပြေမလို့ထင်ပါတယ်เนาะโอเคနောက်တစ်ခုသွားမယ်ဒါကြတော့တောင်းပန်ပါတယ်ဆိုတာဘယ်လိုပြောလဲဒီမှာတစ်ခါလေးရေးပေးထားတယ်เนาะขอโทษတောင်းပန်ပါတယ်ပေါ့နော်တောင်းပန်ပါတယ်ขอโทษအဲ့ဒါတောင်းပန်ပါတယ်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ขอโทษဆိုတာတောင်းပန်ပါတယ်ဖြစ်ပါတယ်เนาะโอเคဒါကြတော့ဗာလဲကိစ္စမရှိဘူးရပါတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကကိစ္စမရှိဘူးရပါတယ်ပေါ့နော်အဓိပ္ပာယ်ကနှစ်ခုစလုံးအတူတူပဲเนาะအဲ့ဒါဘယ်လိုပြောလဲဆိုတော့ဒီမှာတစ်ခါလေးရေးပေးထားတာဖြစ်ပါတယ်เนาะไม่เป็นไรကိစ္စမရှိဘူးရပါတယ်အဲ့လိုအဓိပ္ပာယ်ရှင်နော်ရပါတယ်သုံးမဟုတ်ကိစ္စမရှိပါဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ไม่เป็นไรဆိုတာไม่เป็นไรကိစ္စမရှိပါဘူးရပါတယ်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်နော်โอเคနောက်တစ်ခုသွားမယ်ဒါကြတော့ဗာလဲနံပါတ်2ဈေးဝယ်ရမှာသုံးမဲ့စကားစုများဖြစ်ပါတယ်နော်โอเคအဲ့ဒါဘာလဲနံပါတ်2ပေါ့နော်โอเคဒါဘလောက်လဲဆိုပြီးတော့မေးမယ်ကွာအဲ့ဒါဘယ်လိုမေးမယ်ဒီမှာအတန်ထွက်ကိုရေးပေးထားတယ်နော်ဒါဘလောက်လဲဆိုလို့ရှိရင်အန်နီဆိုတာဒါဒီဥစ္စာဒီဟာထောက်ရိုင်ဆိုတာဘလောက်လဲအန်နီဆိုတာဒီဥစ္စာဒီအရာဒီဟာတော့မဟုတ်ဒါအန်နီထောက်ရိုင်ဆိုတာဒါဘလောက်လဲဆိုပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်เนาะဒါဘလောက်လဲအန်နီထောက်ရိုင်ဒါဘလောက်လဲโอเคစင်ပြေမလို့ထင်ပါတယ်နောက်တစ်ခုသွားမယ်ရှော့ပေးလို့ရမလားပြောချင်တာပေါ့เนาะရှော့ပေးလို့ရမလားဆိုတာဘယ်လိုပြောမလဲဒီမှာတစ်ခါတည်းဘယ်ရောက်သွားလဲရှော့ပေးလို့ရမလားပေါ့เนาะအဲ့ဒါဘယ်လိုပြောလဲဆိုတော့lot ရှော့တာကိုကျတော့ lot หน่อยနည်းနည်းပေါ့နော်ဈေးလျှော့လို့ရမလားပေါ့နော်ပြောချင်တာ lot ဆိုတာလျှော့တာကိုပြောတာ หน่อยဆိုတာနည်းနည်းได้ไหม lot หน่อยได้ไหมเนาะဒီမှာတခါလေးအင်္ဂလိပ်စာနဲ့ပါရေးပေးထားတယ်နော် lot หน่อยได้ไหมဒါကြတော့မြန်မာစာနဲ့ပေါ့နော်တန်ထွက်ကိုရေးပေးထားတာဖြစ်ပါတယ် lot หน่อยได้ไหมဈေးလျှော့ပေးလို့ရလားနည်းနည်းလျှော့ပေးလို့ရလားဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်နော် lot หน่อยได้ไหมနည်းနည်းလျှော့ပေးလို့ရလားဈေးလျှော့ပေးလို့ရလားဆိုပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်ဒါကြတော့ဗာလဲဈေးကြီးတယ်ကြတော့ဘယ်လိုပြောလဲแพงไปဈေးကြီးတယ်แพงไปဆိုတာဈေးကြီးတယ်ဆိုပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်เนาะแพงไปဈေးကြီးတယ်ဆိုပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်แพงไปဈေးကြီးတယ်ဈေးကြီးသွားတယ်အဲ့လိုမျိုးပေါ့เนาะဈေးကြီးတယ်ဈေးကြီးသွားတယ်ဆိုပြီးတော့ဈေးနည်းနည်းဈေးကြီးသွားတယ်ပေါ့เนาะအဲ့လိုပြောတာဖြစ်ပါတယ်ဈေးကြီးတယ်ပေါ့เนาะแพงไปโอเคဒါကြတော့ဒါလေးယူမယ်အဲ့ဒါကြောင့်ဘယ်လိုပြောလဲဒါလေးယူမယ်အောင်
အောင်ဆိုတာယူတည်ယူတော့ယူတယ်ယူချင်းကိုပြောတာနော်အောင်အတန်ထွက်ကိုကြတော့ကြိုးစားပြီးတော့ရေးပေးထားတာဖြစ်ပါတယ်နော်ကျွန်တော်အတန်လေးပဲနားထောင်ပေးပါနော်အောင်ဆိုတာယူတည်ယူတော့ယူတယ်ပေါ့နော်အနီးဆိုတာဒါဒီဥစ္စာဒီရာဒီဟာဒါပေါ့နော်အောင်အနီးဆိုတာဒါကိုယူမယ်ဒါလေးကိုယူမယ်အောင်အနီးဒါလေးကိုယူမယ်ဒီမှာအင်္ဂလိပ်စာနဲ့တစ်ခါရေးပေးထားတယ်နော်တန်ထွက်လေးကိုအောင်အနီးဒါလေးကိုယူမယ်ဆိုပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်အောင်အနီးအောင်ယူတည်ယူတော့ယူတယ်ယူချင်းကိုပြောတာအနီးဆိုတာဒါဒီဥစ္စာဒီရာဒီဟာအောင်အနီးဆိုတာဒါလေးကိုယူမယ်ဒါကိုယူမယ်ဆိုပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်နော်โอเคနောက်တစ်ခုသွားမယ်ဒါကြတော့အယောင်များကိုပြောတာအယောင်များပေါ့နော်အယောင်တွေကိုပြောတာပေါ့နော်โอเคအယောင်တွေကို စီဆိုတာဘာကိုပြောရလဲဒီဘက်မှာအင်္ဂလိပ်ဆိုင်နဲ့ရေးပြီးထားเนาะတန်ထွက်ကျွန်တော်တန်ပဲနားထောင်ပေးပါเนาะစီဆိုတာအယောင်တွေကိုပြောတာဖြစ်ပါတယ်เนาะအယောင်ကိုစီဆိုပြီးတော့ခေါ်တယ်เนาะစီဆိုတာအယောင်ကိုပြောတာဖြစ်ပါတယ်โอเคဒီမှာကျွန်တော်တို့အနီရောင်ပြောမယ်စီဆိုတာဘာကိုပြောရလဲစီဆိုတာအယောင်ကိုပြောတာเนาะအယောင်ကိုစီဆိုပြီးတော့ပြောတယ်အနီကိုကြတော့ဒန်းဆိုတာအနီကိုပြောတာအနီကိုပြောတာပေါ့နော်တကယ်လို့အနီရောင်ဆိုလို့ရှိရင်ကောအနီရောင်ဆိုလို့ရှိရင်စီဒန်းဆိုတာအနီရောင်ပြောတာနော်အနီရောင်ကိုစီဒန်းโอเคနောက်တစ်ခုသွားမယ်ဒါကြတော့အပြာရောင်စီအယောင်ပေါ့နော်စီဖာဆိုတာဘာကိုပြောရလဲအပြာရောင်ကိုပြောလိုက်တာဖြစ်ပါတယ်เนาะစီဖာဆိုတာအပြာရောင်ကိုပြောတာဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်ဒါကြတော့အစိမ်းရောင်ဘယ်လိုပြောလဲစီเขียวဆိုတာအစိမ်းရောင်ကိုပြောတာဖြစ်ပါတယ်เนาะအစိမ်းရောင်ကိုစီเขียวအစိမ်းရောင်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုအဝါရောင်ကိုဘယ်လိုပြောလဲဒါအခြေခံလေးတွေဖြစ်ပါတယ်เนาะဒါလေးလေ့လာထားအသုံးဝင်တယ်အဝါရောင်ကြတော့สีเหลืองအဝါရောင်ကိုสีเหลืองဆိုတာအဝါရောင်ဖြစ်ပါတယ်เนาะအဝါရောင်ကိုสีเหลืองโอเคနောက်တစ်ခုသွားမယ်အဖြူရောင်သွားမယ်ကွာအဖြူရောင်ဘယ်လိုပြောလဲสีขาวအဖြူရောင်ကိုสีขาวအဖြူရောင်โอเคအမဲရောင်သွားမယ်အမဲရောင်ကြတော့ဘာလဲအမဲရောင်ကိုสีดำဆိုတာအမဲရောင်ကိုပြောတာဖြစ်ပါတယ်เนาะสีดำဆိုတာအမဲရောင်ကိုပြောတာဖြစ်ပါတယ်โอเคနောက်နံပါတ်4ကိုသွားမယ်နံပါတ်4မှာပါလဲကနန်းများပေါ့เนาะကနန်းကိုကြတော့ဘယ်လိုပြောလဲကနန်းများตัวเลขဒီမှာတစ်ခါလေးရေးပေးထားတယ်เนาะအင်္ဂလိပ်စာလေးနဲ့ရေးပေးထားတယ်โอเคသူရဲ့အတန်ထွက်ကကြတော့ตัวเลขဆိုတာကနန်းကိုပြောတာเนาะကနန်းများပေါ့เนาะကိန်းကနန်းများตัวเลขဆိုတာကိန်းကနန်းများโอเคနံပါတ်1ကိုကြတော့ဘယ်လိုပြောလဲ1ဒီမှာ1ပေါ့เนาะ1ကိုကြတော့1ဆိုတာ1ကိုပြောတာเนาะ1ဆိုတာ1ကိုပြောတာ2ကိုကြတော့2ဆိုတာ2ကိုပြောတာဖြစ်ပါတယ်2ဆိုတာ2ကိုပြောတာဖြစ်ပါတယ်နံပါတ်3ကိုကြတော့3ပါးစပ်ပိတ်တယ်เนาะ3နံပါတ်3နံပါတ်4ကိုကြတော့4နံပါတ်4နံပါတ်5ကိုကြတော့5နံပါတ်5နံပါတ်6ကိုကြတော့6နံပါတ်6ကိုပြောတာဖြစ်ပါတယ်โอเคနံပါတ်9ကိုကြတော့7ပါးစပ်စီတယ်เนาะ
7 number 9 number 10ကိုကြာတော့8 number 10ကိုကြာတော့8ပါစစီတယ်နော်8 number 10 number 10ကိုကြာတော့8 number 9ကိုကြာတော့9 number 9 number 10ကိုကြာတော့10ပါစပိတ်10ကျွန်တော်တန်နာထောင်ပေးပါနော်စာကတော့ကြိုးစားပြီးတော့ရေးပေးထားတာဖြစ်ပါတယ်10ဆိုတာနံပါတ်10ဖြစ်ပါတယ်โอเค20ကိုကြာတော့20 20ကိုကြာတော့20 20ကိုကြာတော့20 100ကိုကြာတော့100 100ပေါ့နော်โอเคသဘောပေါက်မှလို့ထင်ပါတယ်နော်โอเคအဲ့ဒါမှကျွန်တော်ဘာကို focus ထားပြီးတော့ပြောချင်လဲဆိုတော့ယဉ်ကျေးသွားအောင်အဆုံးသတ်မှာယောက်ျားလေးဆိုရင်crab ဆိုပြီးတော့ပေါ့နော် crab တော့မဟုတ် crab ဆိုပြီးတော့အဲ့ဒါလေးပြောပေးပေါ့နော်အဲ့ဒါဆိုယဉ်ကျေးတယ်ဒါကြတော့ဘာကိုဆိုလိုတာလဲဆိုတော့ခမည်းဆိုပြီးတော့ပြောလိုက်တာပေါ့နော်ဟုတ်ကဲ့ခမည်းသမီးစာပသားကြီးခမည်း crab ဆိုတာနောက်ဆုံးမှာထည့်ပေးလို့ရှင်ယဉ်ကျေးသွားမယ်ကွာโอเคမိန်းကလေးကြတော့ခဆိုတဲ့အရာကိုထည့်ပေးပေါ့နော်နောက်ဆုံးမှာမင်္ဂလိဆိုရင်တော့ခဆိုတဲ့အရာကိုထည့်ပေးပါစကားအဆုံးရဲ့နောက်ဆုံးမှာပေါ့နော်ခဆိုတာလေးကိုထည့်ပေးယောက်ျားလေးကကြတော့ခပ်ဆိုတာလေးကိုထည့်ပေးပေါ့နော်ယဉ်ကျေးအောင်ဆုံးသက်မှာထည့်ပေးရမှာဖြစ်ပါတယ်နော်โอเคဥပမာယဉ်ကျေးကျေးဇူးတင်ပါတယ်ပေါ့နော်ဥပမာအနေနဲ့ပြောပြမယ်ကွာအဲ့ဒါလေးသုံးပြီးတော့မင်္ဂလိတွေပြောမယ်ကွာขอบคุณဆိုတာကျေးဇူးတင်တယ်ပေါ့နော်ขอบคุณค่ะကျေးဇူးတင်ပါတယ်ရှင်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ပေါ့နော်ขอบคุณค่ะဆိုတာနော်ဒီစကားလုံးလေးတွေကိုဖုန်းထဲမှာတင်ထားပြီးမနေ့ဖန်ဈေးဝယ်တဲ့အခါမှာပေါ့နော်ဈေးဝယ်တဲ့အခါထိုင်းစာနဲ့ရှင်ကြည့်ပြီးတော့ပြောကြည့်ပါလို့ပြောချင်ပါတယ်နော်နောက်ထပ်စောက်တော့ဆိုင်မှာသုံးတဲ့စကားတွေကိုအစမထက်ပါနဲ့ဘာနဲ့ညာနဲ့ဆိုတာလေးတွေရီခဲ့ပေးပါတော့ဘာလို့ပေါ့နော်အဲ့ဒါမျိုးလေးတွေကိုကျွန်တော်ထိုင်းစာလေးနဲ့လုပ်ပေးပါအောင်မယ်ပေါ့နော်ဒါလေးတွေပေါ့နော်ဒီမှာတခါလေးရေးပေးထားတယ်စားတော့ဆိုင်မှာအသုံးဝင်မဲ့ထိုင်းစာနဲ့စကားပြောလေးတွေကိုအောက်မှာတဲ့စုစည်းပေးထားပါတယ်စုစည်းပေးထားပြီးသွားပြီပေါ့နော်ဒါနောက်လာမဲ့ level 2 level 1လေးကိုအရင်ရအောင်ကြိုးစားလိုက်ပေါ့နော်အထူးသဖြင့်ထိုင်းမှာစားတော့တဲ့အခါမှာအစံနဲ့ပတ်သက်ပြီးတော့မှားတာဒီဘာတွေပေါ့နော်ဟိုမှာဒီမှာပေါ့နော်တော်လေးကိုသုံးဝင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နော်ဒီမှာရေးပေးပြီးသွားပြီနော်ဒီမှာတစ်ခါလေးရေးပေးပြီးသွားပြီပေါ့နော်လောလောဆယ်နံပါတ်1ကို level 1ကိုအရင်ပေါ့နော်အရင်ကြိုးစားကြည့်ပါနော်โอเคအရင် level 1ကိုအရင်ကြိုးစားကြည့်အဲဆိုအဆင်ပြေသွားလိမ့်မယ်နော်โอเคအားလုံးကျင်းနေမလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ขอบคุณครับကျေးဇူးတင်ပါတယ်ขอบคุณครับบ๊ายบายพรุ่งนี้เจอกัน